ကျွန်တော်နာမည်ကတော့ညီရဆိုပါအသက်ကတော့20ပါကျွန်တော်ကိုကတော့ဝိတ္တရီယာတပ်ပေါင်းမှာရှိတဲ့ဒေါက်တာတော်မာကဲမှာဒေါက်တာဆွေတွေနဲ့ကုသနေတဲ့သူတို့ပဲဖြစ်ပါတယ်ကျွန်တော်အသက်18လောက်မှာဝက်ဆန်စာထွက်ပြီးတော့စားလို့ပြောရဲ product တွေကိုသုံးတယ်ဆေးတွေတခြားအများရွယ်အရာတွေသုံးတယ်တိုးရင်းနဲ့မျက်နှာပို့ဆိုးလာတယ်တခုကြောက်ရင်နောက်တစ်ခုထွက်နောက်တစ်ခုထွက်နောက်ပိုင်းမျက်နှာတစ်ခုလုံးထွက်လာပြီးတော့ဆိုးသွားလာရောဟိုတော့ဒီမှာတယောက်ကောင်းကောင်းတရားနဲ့ဒေါက်တာဆွေတွေနဲ့ဒေါက်တာတော်မာကဲမှာကုသမှုခံနေတယ်မင်္ဂလာပါရှင်ကျမတို့ဝီတိုရီယာဆေးရုံဒေါက်တာမာကဲစကင်လီဇာစင်တာမှာအရေးများနဲ့အလားပါဆိုင်ရာများတာဝန်ကုသပေးနေတဲ့ဒေါက်တာဆွေတီဖြစ်ပါတယ်ရှင်အခုဒီ client မောင်လေးကိုကြီးဟန်ဆော်ဆိုလို့ရှိရင်ပေါ့နော်အမားတို့စေကံမှာပြသလာတာဆိုလို့ရှိရင်အခု9လကျော်6လပိုင်းကိုရောက်နေပြီဖြစ်တယ်ပေါ့နော်သူဆိုလို့ရှိရင်စအမားတို့စီလာခြင်းတော့ဆိုလို့ရှိရင်ဝက်ချံရောင်ရမ်းတာနဲ့နောက်အဲ့လိုအရန်ကိုကြီးရဲ့ဝက်ချံမှုတွေပေါ့နော် nodular cystic acne အဆင့်နဲ့ရောက်လာတာဖြစ်တယ်ပေါ့နော်အောက်ကကြာပြီဖြစ်တဲ့အတွက်ကြောင့်ထိုင်းခွက်လေးတွေလည်းရှိနေပြီဖြစ်တယ်ပေါ့ဆရာမပြောရဲဆရာမပြရတဲ့တောက်စီးလိမ့်သေးကိုနေစဉ်ပုံမှန်လှုပ်ဆောင်သွားပြီးတော့ဆရာမနဲ့အရင်နဲ့ဩဂတ်စ်မှာစပြရဲစပြပြီးတော့3လအကြာမှာဝက်ချံမထပ်တော့ဖြစ်သွားတယ်ပေါ့အဲ့တော့အမားတို့ကပြင်းထန်တဲ့ဝက်ချံမျိုးစားတွေရဲ့ထုံးစံအတိုင်းအမားတို့တောက်စီးရင်းစည်းတွေပေါ့နော်နဲ့အပြည့်အစုံနဲ့ကုသရပါတယ်အဲ့တော့ဒီမောင်လေးကလည်းပုံမှန်လာပြီးတော့ကုသနေတဲ့client တယောက်ဖြစ်တယ်ပေါ့နော်နှစ်ပတ်တစ်ချိန်သူကပုံမှန်လာတဲ့အတွက်ကြောင့်မို့လို့တဖြည်းဖြည်းနဲ့သူ့ရဲ့ result တွေကလည်းတိုးတက်ပြီးတော့ကောင်းမွန်လာတယ်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်တော့ဝက်ချံကမပေါက်တော့ဖြစ်သွားပြီပေါ့အဲ့တော့အမားတို့အခုရှေ့ဆက်ပြီးတော့ခါကြတော့ဒီဝက်ချန်တွေကိုဂျိုင်းကွက်တွေကိုဆက်ပြီးတော့ကုသပေးဖို့အတွက်ကိုစီစဉ်ထားပါတယ်ဝက်ချန်ဂျိုင်းကွက်အမာရွအဟောင်းကြီးအတွက်ဆိုလို့ရှိရင်တော့အမာတို့က gold standard ဖြစ်တဲ့ CO2 fractionalizer ကိုအသုံးပြုပြီးတော့ကုသပေးဖို့အတွက်ရည်ရွယ်ထားပါတယ်ဝက်ချန်မှာဆိုလို့ရှိရင်တော့ဂျိုင်းကွက်အမျိုးအစားတွေကိုကုသတာက CO2 laser နောက်တစ်ခါ PRP skin booster နောက်တစ်ခါကျတော့ substitution လုပ်တာတွေနောက်တော့ biostimulator စတဲ့ treatment တွေရှိပါတယ်အဲ့မှာဆိုလို့ရှိရင်သူ့ရဲ့ response မှာမူတည်ပြီးတော့အမားတို့ကတင်တော်တဲ့ treatment တွေရွေးချယ်ပြီးတော့ကုသပေးတော့မှာဖြစ်ပါတယ်3လအတွင်းမှာတော်တော်တိတာလာခဲ့ပဲเนาะဝက်ချံမထပ်တော့ကိုပါလာတယ်ပြီးတော့နောက်လဲဒေါက်တာဆွေတွေနဲ့ treatment တွေလုပ်ဖို့ရှိရပါတော့ဒီလိုခုမှဝက်ချံစထွက်တဲ့လူတွေကိုပြောချင်တာတခြားလူတွေပြောရဲကောင်းမှပေးရဲ့ဆေးတွေကိုမတုံးဘဲနဲ့တကယ်ဆရာဝန်တွေနဲ့တိတိကျကျတိုင်ပြီးတော့ကိုယ်ကပိုကောင်းတယ်လို့ပြောချင်ပါတယ်ဝက်ချန်နဲ့ပတ်သက်ပြီးတော့ကုသလို့ကြောက်ပြင်းသွားတဲ့လူတော်တော်များများဆိုလို့ရှိရင်လည်းဒီလိုမျိုးနောက်ဆက်တွဲအနေနဲ့အမာရွက်ချိုက်ဖွက်လေးကြံတတ်ကြပါတယ်အဲ့ဒါလေးတွေကပျောက်ဖို့ခက်ခဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ treatment လေးလုပ်ဖို့ဒီစားအောင်လိုအပ်တတ်ပါတယ်အဲ့ဒီမျိုး treatment တွေလိုအပ်ခဲ့ပြီဆိုလို့ရှိရင်တော့အခုလိုမျိုးရပြီးဖြစ်တဲ့ဂျွန်ဂျူလာယာဆိုလို့ရှိရင် treatment လုပ်ဖို့အသင့်တော်ဆုံးအချိန်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့အမာတို့ဒေါက်တာမာကဲစကင်လီဇာစင်တာမှာဒီမျိုးရသည်ဂျွန်ဂျူလာယာ2လကိုဝက်ချန်အထူးကုသပေးတဲ့လရဲ့အဖြစ်နဲ့သတ်မှတ်ပြီးတော့ဝက်ချန်ရောဝက်ချန်တိုင်းကအမာရွတ်တွေအတွက်ကိုပါကုသမှုတွေကိုအထူးစိန်လုံးနဲ့ပြုလုပ်ပေးနေတာဖြစ်ပါတယ်လူတိုင်းလက်လန်းမိပြီးတော့ပေါ့နော်အသင့်တော်တဲ့ကုသမှုတွေကိုရရှိဖို့ရအတွက်ဆောင်ရွက်နေရဖြစ်ပါတယ်ရှင်ကျွန်တော်အခုလိုဝက်ဆန်ပြောက်ကင်းအောင်ကုသပေးတဲ့ဒေါက်တာဆွေတွေနဲ့ဒေါက်တာတော်မာရဲ့တင်းတစ်ခုလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်